Joshua ဖန်ရဲ့သိန်း40ဝန်းကျင်နဲ့ကတ်ဘာကတ်ဖြစ်မလဲကျွန်တော်လည်းအတူလိုက်ကြည့်ကြပါဦးဒီ40ကတ်ကိုကျွန်တော်ဒီနေ့ unbox လုပ်ပေးသွားမှာဖြစ်ပါတယ်ချက်လိုက်ကြည့်ပေးသွားအောင်ကဲဒါကျွန်တော်ကeBay ကနေလေလံဆွဲထားကတ်ပေါ့နော်ကျွန်တော်တော်တော်မဟုတ်ဘူးကျွန်တော် customer တယောက်အတွက်လေလံဆွဲပေးထားတဲ့ကတ်ပေါ့ဗျာဒါကျွန်တော်10%မှညာနဲ့ခွန်မှညာဆောင်ပြီးဒါကို40ဝန်းကျင်လောက်တော့သွားကြရဗျdelivery ရပြီးအမေရိကနေပို့တဲ့ delivery ရပါအောင်မှ340လောက်သွားကြမယ်ကဲဘာကလေးဖြစ်မလဲလိုက်ကြည့်ပေးပါဦးညမှာချွတ်ပါကလေးပါပါတယ်ကျွန်တော်ပြပါမယ်ကကြီးနဲ့မကိုက်တော့ညှက်မိသွားရင်ကျွန်တော်ရှော်နေရမှာဆိုတော့ဒါ eBay ကကျွန်တော်ဝယ်တဲ့ဆိုင်ရပေါ့နော်ဒါ Joshua ဘန် Joshua ဘန်တော့ထုတ်တယ်Joshua ဘန်ကတ်ပေါ့နော် USC ဒါဒီလိုကတ်ကကဘာပေါ်မှာ10ကတ်ပဲရှိပါတယ်Joshua ဘန်ကတ်ကိုမှတော့ထုတ်တယ်ပေါ့နော်တော့ထုတ်တယ် UFC နဲ့Joshua ဘန်ကတ်ကိုမှဒီကဘာလုံးမှာ10ကတ်ပဲရှိရကတ်ပါဒါဒီကတ်က340ဝန်းကျင်340ဝန်းကျင်ကြော်နိုင်တယ်ခုဆိုရင်တော့အခု Joshua ဘန်ကအခုနည်းနည်းသူနောက်ပွဲကထိုးရမယ်ဆိုရင်နောက်ပွဲထိုးလို့နိုင်သွားတယ်ဆိုရင်ဒီကတ်ကအော်တိုဈေးတက်ပြီဗျာဒါပြတော့04 or 10 10ကတ်ပဲရှိရကတ်လေးပါဒါကဘာပေါ်မှာ10ကတ်ပဲရှိရ Joshua ဘန်တော့လှပါရဲ့ဒါကျွန်တော်လည်းအနီးကပ်ပြပေးပါမယ် Joshua ဘန်ကတ်သားလည်းအထူးပေါ့နော်သူကအထူးပုံစံဝင်လာတယ်သူပုံစံလာပြီးတော့ UFC flyweight fighter တော်တော်မိုက်တယ်လို့ပြောလို့ရတယ်ဗျာကတ်ရဲ့ design ပြီးတော့ဘယ်လိုလဲရွှေတို့လောက်ထားတဲ့ပုံစံပေါ့နော်သူကြည့်လိုက်လုံးဝတော်တော်မိုက်တယ်ဗျာဒါတော့ကျွန်တော်customer ကိုပို့ပြရမှာပါဒါ on cut ပါပြီးတော့ Joshua ဘန်ကိုယ်တိုင်ဒီ cut ပေါ်မှာလက်မှတ်ထိုးထားတာပါဒါ on cut ဆိုတော့ Joshua ဘန်နဲ့ထိထားတဲ့ cut ပေါ့ဗျာဒီမှာ sticker ကတ်ထားတဲ့ cut မဟုတ်ပဲနဲ့တော့လှတဲ့ cut လေးပါဒါကဲဆုံးလေးကြည့်ပြီးတော့ကျေးဇူးပါ